ကဘီဘိုးကြောင့်တဲ6တယ်ရင်းရင်းဆွဲတယ်ဆိုရင်တခြားကိုရင်ထိတ်လို့ရတယ်ဒါပေမဲ့အရင် late stage ဆိုတော့မရတော့ဘူးเนาะမျက်လုံးတွေဝါလာတယ်အဲ့လိုတတိရလက်လာတယ်အုံနောက်တွေကိုဝါတက်ရောက်သွားရင်တော့မလွယ်ဘူးပေါ့เนาะပေါ့ failure မဝင်မချင်းတော့ခုလို့ရပါတယ်နောက်ဆုံးကပတ်စံတက်နိုင်ရင်အသေးလဲလို့ရနေတာမဟုတ်ဘူးလားဟိုဒါပြတာကဟိုကနဦးစတင်းနှစ်လောက်ကတော့ရတယ်ကွာတဲ့လားဆေးစားတာနဲ့နေအသေး6တာပြန်ကောင်းတယ် study အများကြီးရှိတယ်သူကဘီဘိုးပြတခြားအကြောင်းရင်းလည်းရှာသေးတယ်ဥပမာကွာအရက်ပြန်တောက်တာလားပေါ့နော်ဒါမှမဟုတ်သူစားနေတဲ့စား lifestyle ကို change ပေါ့အဲ့ဒီလည်းပါသေးတယ်ပေါ့နော်ဘီဘိုးတစ်ခုတည်းရောက်တဲ6သွားရင်တော့လုံးတိုင်ုံကတော့ပြန်ကောင်းတယ်ပို့ဆိုးမသွားတာပဲရှိမယ်ဟိုအစဆိုရင်တော့ပျောက်တဲ့ထင်ရောက်တယ်ကွာတဲကပြန်အောင်ဆိုသေးတယ်ဒါပေမဲ့နည်းနည်း late stage လို့ရောက်ရင်တော့မလွယ်ဘူးဒါပေမဲ့ခုနပြောလို့ပေါ့စိတ်နဲ့မကြပါနဲ့ဟိုအစိတ်ကြီးရှိတယ်ကွာသူက Mexico ဆိုတာရှိတယ်နောက်တစ်ခုကကျတော့ဒီတဲ6တဲ့တိုင်းနဲ့နှုံးနေရှိတယ်ကျွန်တော်တို့ကအဲ့ဟိုဟာပေါ့ albumin ပေါ့နော်အဲ့တော့မပြောတော့ဘူး albumin စစ်တယ် platelet ကိုစစ်တယ်ဘယ်လောက်ရှိပြီလဲဥပမာ तू ကအစာရည်တွေရောပေါက်ဘူးလားနောက်ဘယ်နှခါပေါက်ထားတာတော့အဲ့လိုမျိုးတွေပေါ့ तू အသေး6တာမှာတော့မှ तू ကအဆင့်နေရှိနေတယ်လေအဲ့လိုပြောချင်တဲ့အိဗယ်ကတော့ဒါပေမဲ့ဒီစိတ်နဲ့မကြပါနဲ့ဘီဘိုးကြောင့်ဖြစ်ရင်နော်ဘီဘိုးစီစားလိုက်တာနဲ့နေနော်အသေးဒီဘာပဲပြော तू ပြန်ရောက်သွားတယ်ပေါ့နော် तू အဲ့လိုမျိုး तू ပြန်ကျသွားတာပေါ့နော်အသေး6တဲ့နှုံးကတက်တာတိုင်းပေါ့နော်ဒါပေမဲ့ခုနပြောလို့ပေါ့ဒါကျွန်တော်ကဒီအဲ့လိုမေးလို့တာပြောရတာတကယ်ကြတော့အဆင့်ဘယ်လောက်လဲအဆင့်ဘယ်လောက်ရှိလဲဆိုတော့အဝါဓာတ်ကိုစစ်တယ်သူက AAT-AST ratio ကြည့်တယ် platelet ကိုကြည့်တယ်ပြီးတော့ PT-INR ဆိုတာရှိတယ်ကွာ PT ဆိုတာသွေးကျဲတဲ့နှုံတိုင်းတာဟုတ်လားအရင်ကျဲသွားရင်တော့မရတော့အသေး6တဲ့ပမာဏဆိုတာအသေးကကျွန်တော်တို့ကဘာလို့လဲဆိုတော့သွေးဖြစ်တဲ့သွေးကျဲတဲ့ depth ပေါ့ကွာ PT-INR လို့သုံးတယ်အဲ့ကောင်အရေးကြီးတယ်ဥပမာခွဲတာစိတ်တာသွားနှုတ်တာဆိုရင်ကျွန်တော်တို့က PT လေးဖောက်တယ်သူ prothrombin တိုင်းလို့ခေါ်တာပေါ့နော်အဲ့ protein လေးပေါ့နော်အဲ့ protein ကသွေးကြောထိန်းတဲ့ protein လေးပေါ့နော် PT လို့ကြောင်းခေါ်တာပေါ့နော်အဲ့ကောင်ကတဲ6တာတအားများသွားရင် OSPT လို့လည်းပြောတာပေါ့နော်အဲ့ကောင်က30ကျော်သွားရင်40ဆိုမရတော့ဘူးနောက်တစ်ခုကကျတော့ fibroscan ဆွဲကြည့်လိုက် fibroscan မှာ40ကျော်သွားရင်ဒါဆရာကြီးကောင်ပြောသလိုမျိုး fibroscan မှာတဲ6တဲ့နှုန်းက E ပေါ့နော်ကီလိုပါစကယ်ရောသူက40ကျော်50ကျော်မလွယ်တော့ဘူးကျွန်တော်တို့20ကျော်တွေကုတယ်30ကျော်တွေကုလို့ရသေးတယ်အဲ့လိုမျိုးဆိုရင်တော့အသက်6တဲ့ပမာဏက fibroscan ကိုဆွဲကြည့်ရတယ်နောက်ဆုံးထပ်တဲ့သူကဒီဆက်တွေအသက်တွေရှိတယ်ပေါ့နော်အဲ့ဒါတွေဆွဲကြည့်လိုက်လို့40ကျော်ဆိုရင်တော့တိတ်ချီနေမကောင်းပေါ့နော်မကောင်းလို့ပဲပြောရမှာမကောင်းတာတော့မကောင်းဘူးပေါ့နော်ဟိုပြင်ဆင်ထားရမှာပေါ့နော်အသေးလဲနိုင်လားပေါ့နော်အဲ့လိုပဲကျွန်တော်တို့ဖြတ်ပါတယ်အသေး6တဲ့ဆိုရင်တော့ fibroscan ကိုလည်းကြည့်တယ်သွေးကိုလည်းကြည့်တယ်လူကိုလည်းကြည့်တယ်ပေါ့နော်အဲ့လိုမျိုးတွေစစ်ပြီးမှကောင်းလားမကောင်းနိုင်လားကိုကျွန်တော်ကဒါအကျဉ်း